အားလုံးမင်္ဂလာပါเนาะကျွန်တော်စောစော live လွှင့်တာ wifi line မကောင်းလို့ကျွန်တော်ဒီတိုင်းလေးပဲဗီဒီယိုလေးရိုက်တင်လိုက်တော့ဗောနော်951 3လုံးပေါင်းခြင်းဒီ1ရဲ့ထိုင်ပါဝါဒီ3 1ထိုင်နိုင်139ဒီဒီမှာထိတ်စီဒီ9ဒီ9ဒီ3 953 3လုံးပေါင်းခြင်းဒီကခွန်ပါတဲ့เนาะခွန်ရဲ့ထိုင်ပါဝါ4ခွန်ရဲ့ထိုင်တဲ့ခက်3ညခွန်4 3ညထိတ်စီဆိုတော့ဒီမှာ4ထိတ်လာပေးတယ်เนาะဒါနေကုန်ထိတ်စီဆိုင်เนาะ9 3ည8 3လုံးပေါင်းခြင်း3ရဲ့ထိုင်ပါဝါဒီ3ရဲ့ထိုင်နှက်ခက်ဒီနဲ့3 1နဲ့ထိတ်ဆိုဒီမှာ1ခွန်ပေးတယ်1 4 8 3လုံးပေါင်းခြင်းဒီ3ရဲ့ထိုင်ပါဝါ3ရဲ့1 4 3ပေါင်းခြင်းဒီ8ရဲ့ထိုင်ပါဝါဒီက9ပါเนาะ8ရဲ့ထိုင်နှက်ခက်က4 8 5 4ထိတ်ဆိုတော့ကျွန်တော်တို့ဒီမှာ8ဘူးဆိုပြီးပေးတယ်ဟုတ်ပြီเนาะ8 5နှလုံးပေါင်းခြင်း3ဒီ8နဲ့ပေါင်းတော့1ရဲ့ထိုင်ပါဝါဒီက3ပါ1ရဲ့ထိုင်နှက်ခက်က9 139ထိတ်ဆိုတော့ဒီမှာ1ထိတ်ပေးတယ်ညနေမှာ3ထိတ်ပေးတယ်ဟုတ်ပြီနော်1 3ည9 3လုံးပေါင်းခြင်းဒီ3ည3ညရဲ့ထိုင်ပါဝါဒီ9 3ညထိုင်နှက်ခက်ကခွန်3ည9ခွန်ထိတ်ဆိုတော့ဒီမှာ3ညဘူးဆိုပြီး3ညထိတ်ပေးတယ်ဟုတ်ပြီနော်အဲ့တော့ဒီ1ဒီ3ဒီ4 1 3 4 3လုံးပေါင်းခြင်းဒီက4ပါ4ရဲ့ထိုင်ပါဝါဒီခွန်4ရဲ့ထိုင်နှက်ခက်ဒီက8 4ခွန်8ထိတ်ဆိုတော့ညနေပိုင်းမှာ4 3ဆိုပြီး4ထိတ်ပေးတယ်ဒီနှစ်ဒီ3ညဒီ3လုံးပေါင်းခြင်းဒီ9ရဲ့ထိုင်ပါဝါ8 9ရဲ့ထိုင်တဲ့6 9 8 6ထိပ်ဆိုဒီမှာ9လေးလို့ပေးတယ်အဲ့တော့မနက်ဖြန်အတွက်ဆိုရင်ဒီ9ရဲ့ဒီလေးနှလုံးပေါင်းခြင်း9ဒီ3ညနဲ့ပေါင်းတော့လေ9ရဲ့ထိုင်ပါဝါဒီ3ည9ရဲ့ထိုင်တဲ့ခက်ဒီ1မနက်ဖြန်မှာ9 3ည1ဒီနေကုန်ထိပ်စီးရှိမယ်ဟုတ်ပြီနော်ဒါကထိပ်စီးဆိုင်လေးကိုကျွန်တော်ပြတာကဲဟုတ်ပြီကျွန်တော်မနက်ဖြန်အဲ့main လေးကွက်မနက်ဖြန်မနက်ပိုင်းအတွက် main လေးကွက်လေးကိုကျွန်တော်ပြမယ်ဟုတ်ပြီနော်အဲ့တော့ကျွန်တော်လူကြီးများတစ်ချက်လောက်တေချာလေးကြည့်ပေးပါလို့နော်တစ်ချက်လောက်လေးတေချာလေးကြည့်ပေးပါကဲဒီလိုသွားမယ်ဒီ3ညရဲ့ဒီ9ရဲ့နှလုံးပေါင်းခြင်းဒီက9ဒီ9နဲ့ပေါင်းတော့4ရဲ့ပါဝါဒီ9ဟုတ်ပြီနော်အဲ့ဒီ4 9ကိုကျွန်တော်တို့ကဘလို့4 9ပြန်ဖြစ်ပေးရမလဲဆိုရင်ねကျွန်တော်တို့ဒီ3ဒီနဲ့နှလုံးပေါင်းခြင်းဒီ9ဒီ9နဲ့ပေါင်းတော့4ဒီ4လာဖြစ်ပေးတယ်ဟုတ်ပြီနော်အဲ့တော့ကျွန်တော်နောက်တစ်ပင်ဆက်သွားမယ်ဒီ9ဒီခွန်နှလုံးပေါင်းခြင်းဒီ2ဒီ8နဲ့ပေါင်းတော့3ညပါဝါ9အဲ့ဒီ3ည9ဆိုရင်ねကျွန်တော်တို့ဒီ1ရယ်ဒီ8ရယ်ဒီ1ရယ်1 8 1 3လုံးပေါင်းခြင်းဒီ3ညဒီ3ညလာဖြစ်ပြီးဒါကထိပ်စီး site ကိုကျွန်တော်ပြနေတာပါเนาะကဲတော့ကျွန်တော်မနက်ဖြန်အတွက်ဆိုရင်ねဒီ1ရယ်ဒီ1ရယ်နှလုံးပေါင်းခြင်းဒီ2ဒီ9နဲ့ပေါင်းတော့ခွန်ပါဝါဒီ2အဲ့တော့ခွန်2ဖြစ်ဖို့ဆိုရင်ねကျွန်တော်တို့ကဒီမှာ2ရှိရယ်ဒီမှာ4ရှိရယ်4နှလုံးပေါင်းခြင်းဒီ6ခွန်ဖြစ်ဖို့ဆိုရင်ကျွန်တော်တို့က1ထိပ်စီထည့်ရမယ်ဟုတ်ပြီနော်ဒီမှာ2လေးနှလုံးပေါင်း6ရှိရတဲ့အတွက်2ဖြစ်ချင်ကျွန်တော်တို့6ထည့်ရမယ်ဆိုတော့မနက်ဖြန်မှာ1 6ဒီကထိပ်စီပါတဲ့ဟုတ်ပြီနော်မနက်ဖြန်မှာ1 6ဒီထိပ်စီဟုတ်ပြီနော်အဲ့တော့နောက်ပိတ် site လေးကိုကျွန်တော်ထပ်ပြပေးမယ်ဗျနော်နောက်ပိတ် site လေးကိုကျွန်တော်ထပ်ပြပေးပါမယ်နောက်ပိတ် site လေးကဘယ်လိုသွားမလဲဆိုရင်တဲ့ကျွန်တော်တို့ဒီမှာဒီခွန်ဒီ9နှလုံးပေါင်းခြင်းနဲ့ဒီ3ညနဲ့ပေါင်းတော့လေ2ရဲ့ပါဝါဒီခွန် sorry ပေါ်နေမြင်စောပဲနေမြင်မထင်ဘူးအဲ့တော့2ခွန်ဖြစ်ဖို့ဆိုရင်ねကျွန်တော်တို့ကဒီ9ရဲ့ဒီ1ရဲ့နှလုံးပေါင်းခြင်းဒီ3ညဒီခွန်နဲ့ပေါင်းတော့ဒီခွန်လာဖြစ်ပြီးတယ်ခဏလေးပါเนาะကျွန်တော်ဖုန်းလာဟယ်လိုအေးပြောအေးပြောမထားရနဲ့ယူရလိုက်ယူရလိုက်မယူအေးပြောဟုတ်ပြီနော်6 1ခွန်3လုံးပေါင်းခြင်းဒီခွန်လာဖြစ်ပေးတယ်ဟုတ်ပြီကျွန်တော်တို့ဆက်သွားမယ်ဒီ1ရဲ့ဒီ9ရဲ့နှလုံးပေါင်းခြင်းဒီ6ဒီ8နဲ့ပေါင်းတော့4ရဲ့ပါဝါဒီ9 4 9ဆိုတော့ကျွန်တော်တို့ကဒီ3ရဲ့
ဒီ8ရဲ့နှလုံးပေါင်းခြင်းဒီ1ကိုကျွန်တော်ဒီ3နဲ့လမ်းပေါင်းတော့4ဒီ4လာဖြစ်ပေးတယ်ဟုတ်ပြီနော်အဲ့တော့ကျွန်တော်နောက်တစ်ပတ်ဆက်သွားမယ်မနက်ဖြန်အတွက်ဆိုရင်ဒီ3ရဲ့ဒီ4ရဲ့နှလုံးပေါင်းခြင်းဒီခွန်ဒီ3ညနဲ့ပေါင်းတော့လဲခွန်ပါဝါဒီ2ဟုတ်ပြီခွန်နဲ့ဖြစ်ဖို့ဆိုရင်ねဒီမှာ3ရှိတယ်ဒီမှာ3ညရှိတယ်3 3ညနှလုံးပေါင်းခြင်းဒီ3ဒီမှာခွန်ဖြစ်ဖို့ဆိုရင်ကျွန်တော်တို့ကဘာပိတ်ထည့်ရမလဲ4အပိတ်ထည့်ရမယ်2ဖြစ်ဖို့ဆိုရင်9အပိတ်ထည့်ရမယ်အဲ့တော့မနက်ဖြန်မှာ1 4 1 9 6 4 6 9ဒီကကျွန်တော်တို့မနက်ပိုင်းတော့ main နှစ်ကွက်ပါဟုတ်ပြီနော်အဲ့ဒါလေးပါခုနကျွန်တော် live လွှတ်မှုလုပ်တာ line မကောင်းလို့ကျွန်တော်ဒီလိုဗီဒီယိုလေးရိုက်တင်ပေးလိုက်တာပါဟုတ်ပြီနော်အဲ့တော့တပတ်စာအခွေဆိုရင်3 3 9အခွေအပူးပါဟုတ်ပြီနော်ပြီးရင် 3D ကနေရတဲ့မွေးကွက်လေးကိုကျွန်တော်ပေးမယ် 3D ကရတာမွေးကွက်ဆိုထွက်တာကမွေးကွက်ပေါ့နော်ထွက်တာက3ညခွန်ဆိုတော့4ပရိတ်3ည4ရယ်ခွန်ဘူးရယ်အဲ့နှစ်ကွက်ကိုမွေးပြီးရင်3ညခွန်3ည4 3ညခွန်ဘူးအဲ့ဒါဒီ 3D ကရတဲ့ main 3ကွက်မွေး3ကွက်ပေါ့နော်ကျွန်တော်အခုပေးခဲ့တာတပတ်စာ3 3ညအခွေတစ်ခုရယ်ပြီးရင်4လုံးအခွေဆိုရင်3 8 4 9အခွေရှိမယ်ဟုတ်ပြီနော်ဘုံလူတစ်ကွက်ကောင်းဆိုရင်ကျွန်တော်ပေးထားတယ်3 9နဲ့1 9အာဒီတပတ်စာအတွက်နှစ်ကွက်ကောင်းမွေးပါကြိုက်တဲ့လူရှိရင်မွေးပါ 3D ကရတဲ့မွေးကွက်က3ည4ရယ်ခွန်ရယ်3ညခွန်ရယ်3ကွက်မနက်ဖြန်မနက်ပိုင်း12နာရီ10မိနစ်တော့က1 4 1 9 6 4 6 9ပါဟုတ်ပြီနော်ကဲအဲ့တော့ကျွန်တော်လူကြီးများအဆင်ပြေကြပါစေဗျနော်ကျွန်တော်လည်း Wi-Fi မကောင်းတော့ဖြစ်ရတယ်လို့လေးပဲကျွန်တော်ရိုက်တင်ပေးလိုက်တာပါအလားလေးနဲ့ပဲချိန်နေပေးပါလို့နော်အားလုံးကျေးဇူးပါဗျ